Hello ကျမတို့ day 1စဆွဲပေါ့နော်1 second အသေးသေး day 1ဆိုတော့ကျွန်တော်စဆွဲမယ်ပေါ့နော်အဲ့မှာ button 3ခုပါမှာပေါ့နော်ပထမဆုံးကတော့ static ဆိုတဲ့ button လေးပေါ့နော် button ရဲ့နာမည်လေးပေါ့နော် STATIC เนาะ static အဲ့ဒါလေးကိုစဆွဲမယ်ကျွန်တော်တို့စဆွဲအချိန်မှာကျွန်တော်တို့ဒီတလက်မပတ်လေအကွက်လေးပေါ့နော်အဲ့အကွက်လေးမှာကျွန်တော်တို့ခဏကျွန်မဆွဲလိုက်တယ်လို့ဟိုဒီ cuff လေးပေါ့နော်အဲ့လိုမျိုးအဝိုင်းလေးလုပ်လိုက်ပြီးလို့ရှိရင်အဲ့လိုမျိုးဒီတောင်ကုန်းပုံစံ line လေးတွေပေါ့နော်ကျွန်မဆွဲအတိုင်းလိုက်ဆွဲပြီးနော်အဲ့ဒါလေးကိုတကြောင်ဆွဲပြီးလို့ရှိရင်အပေါ်အောက်လိုရဲနေရာလေးအကုန်ဖြည့်ဆွဲလိုက်ပေါ့နော်အပြည့်ဆွဲမယ်အပေါ်ဖက်ချောင်းအပြည့်ဆွဲပေါ့နော်ခဏကျွန်တော်ခဲရနဲ့အရာပေးတဲ့နေရာကိုခြံပြီးတော့အပေါ်ကိုကျွန်တော်အပြည့်ဆွဲပါမယ်နော်ကျွန်မညီမတခုပြောချင်တာပေါ့နော်အခုမှစဆွဲတယ်လို့ဆိုရင်ဒီပတ်တန်းလေးကိုလေတုံးလေးထက်ခါခဏကျင့်ပြီးပေါ့နော်ထက်ခါကျင့်ပြီးလို့ရှိရင်လက်ကပိုလက်လိုင်းရင်ပိုလာမယ်ပေါ့နော်အဲ့ဒါတော့ချက်ပြောချင်ပါတယ်ကျင့်ပြီးမှပဲကျွန်တော်တို့ဒီ3လက်မှခွဲပတ်လဲကိုကျွန်တော်ဆွဲမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ခဲရန်လေးယူပြီးလို့ရှိရင်ကျွန်တော်တို့ shape လေးနဲ့ပေးမယ်ပေါ့နော်ပုံလေးနဲ့ပိုကြွလာအောင် shape လေးပေးမယ်အဲ့ဒါလည်းရှင်းပါတယ်ဒီလိုဒီအချွန်တရိကန်ပေါ်နေတဲ့နားလေးမှာကျွန်တော်တို့အရာ line လေးနည်းနည်းဆွဲခဲနဲ့ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ shape ပေါ်အောင်ဒီလိုမျိုးဟိုနားချက်တန်လေးနဲ့လည်းလုပ်လို့ရတယ်နော်ဒီblender လေးမရှိရင်လည်းဒီနားချက်တန်လေးနဲ့လုပ်လို့ရတယ်။ကုန်းလေးနဲ့လေနည်းနည်းလေးဆွဲထားတဲ့ခဲရလေးကိုဖြန့်လိုက်တာပေါ့နော်။ခုပုံခဲရတိုင်းလေးဖြစ်မယ်ပေါ့နော်။ခုနောက်တစ်ခုနောက် pattern တစ်ခုက tipple လို့ခေါ်ရပေါ့နော်။ tipple လို့ခေါ်ပါတယ်။သူက TIPPLE tipple ပေါ့နော်။အဲ့ဒါလေးရွေးရှင်းပါတယ်။ကျွန်တော်တို့ခဏခဲရပေးသလိုပဲခုံလေးအကြောင်းပေးလိုက်ပေါ့နော်။အဲ့ဒီခုံလေးပေးတဲ့ခဲရပေးထားတဲ့အရာထဲမှာနဲ့ဟိုပေါင်ထဲမှာနဲ့ရှိတာလေးကိုကျွန်တော်တို့ဒီ soft wine လေးတွေပေါ့နော်။ cycle သေးလေးတွေအကြီးအသေးကြိုက်တယ်လို့ဆွဲကြီးတေးကုံရောပြီးဆွဲလိုက်ပေါ့နော်အကောင်ရောပြီးဆွဲပြီးလို့ရှိရင်အဲ့ဒါအောင်လည်းခဏလိုမျိုးပဲကျွန်တော်တို့ပို့ပြီးပုံလေးနဲ့ပေါ်လွင်ကြွလာအောင်ကျွန်တော်တို့ခဲတန်လေးနဲ့ shake လေးနည်းနည်းလေးထည့်မယ်ပေါ့နော်အဲ့ဒါလည်းဒီလိုပဲခဲတန်ဖွားလေးပဲเนาะအများကြီးထူဖြည့်စရာမလိုဖွားလေးပဲထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ခဏပြောသလိုပဲနှစ်ချက်တန်လေးနဲ့ဒီအရာပေးထားတဲ့ခဲတန်နားလေးမှာကျွန်တော်တို့ဒီ blend လုပ်ပြီးမယ်ပေါ့နော်နည်းနည်းလေးပြန့်တော့ခဲသားလေးနဲ့ပြန့်တော့ထူကြီးမဖြစ်အောင်ပေါ့နော်ပြန်တော့အောင်ကျွန်တော်လုပ်ပေးပါမယ်ကျွန်မခဏပြောသလိုပဲเนาะအခုမှစဆွဲဆိုဒီပတ်တန်လေးကိုထက်ခါကျင့်ပေးပါเนาะအဲ့ဒါမှပုံကြီးဒီ3လုံးမှခွဲပတ်လဲမှာဆွဲတဲ့အချိန်မှာline တွေတက်ရက်ပြီးတော့လလေးဖြစ်မှာပေါ့เนาะဒါမှမဟုတ်လေ့ကျင့်ဖို့အချိန်မရှိဘူးဆိုတော့ဘာမှမဖြစ်ဘူးဒီဟာကိုဆွဲပြီးတဲ့ပုံကြီးဆန်းဆွဲကြည့်ရင်ဆန်းဆွဲကြည့်လို့ရတယ်เนาะနောက်ပိုင်းလည်းအများကြီးထပ်ဆွဲအောင်မှာဆိုတော့လက်ရတော့ဆွဲနေသေးလက်ရတော့တက်လာမှသိချရတယ်เนาะနောက်တစ်ခုကကျတော့ crescent moon သူရဲ့နာမည်ပေးထားတာပေါ့နော်သူကလည်းဒီလိုပဲသူ့ကိုအဝိုင်းလေးဖြစ်ဘဲဥပုံလေးဖြစ်ဒီလေးတောင်းခွက်ထဲမှာကိုပေးရှင်သလိုအရာလေးပေးလိုက်ပေးပြီးရတဲ့အခုကျွန်မဆွဲပြအတိုင်းလိုက်ဆွဲမယ်နော် crescent moon ဆိုတဲ့အတိုင်းပဲသူကလာပုံစံတစ်ချမ်းလေးပေါ့နော်ဒီခဲရပေးထားတဲ့နာမှာဆွဲမယ်ပြီးရင်အဲပေးထားတဲ့ဟာလေးကိုကျွန်မအမဲဖြည့်မယ်ပေါ့နော်ကျွန်မပြထားတဲ့အတိုင်းပဲလိုက်ဆွဲကြည့်နော်ဖြည့်ချင်းဗီဒီယိုကတော့ကျွန်မ speed နဲ့လေးတင်ထားတယ်အရန်ရှည်သွားမှာဆိုလို့လေနော်ပြီးတော့ကျွန်မဘေးမှာလေနောက်3ကွက်ချထားအဲ့ဒါကျွန်မတမျိုးနှခါဆွဲမှမလို့ချထားပါတော့အခုလိုက်ဆွဲလူတွေကလည်းအချိန်ရတယ်ဆိုရင်တော့3လေးခေါက်လေးကျင်းပြီးမှပဲကျွန်တော်3လက်မခွဲ site ကိုကျွန်တော်အတူတူဆွဲကြမယ်လေနော်အဲ့ဒါ3လက်မခွဲ site ကိုလည်းကျွန်မဗီဒီယိုနောက်တစ်ခုထပ်တင်နေမယ်နော်အရန်ရှည်ဝိုင်းကြည်နေပြင်လာမှာလေဆိုလို့ပေါ့နော်ဒီပတန်လေး3ခုအရင်ကျင်းထားပြီနော်အခုဒီ tie လေးပေါ့နော်ဒီ Santa Claus tie လို့ခေါ်တာပေါ့နော်ဒီလေးတောင်ခွက်လေး3လက်မခွဲပတ်တယ်ပေါ့နော်အဲ့ဒါလေးကိုဗီဒီယိုကျွန်မညနေပိုင်းထပ်တင်ပေးမယ်နော်ကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေနော်